到谁在那眼送，那样把刀锋探月美梦，一月解脱。အားလုံးပဲမင်္ဂလာပါဒီပန်းမြိုင်လဲမှာဥယျာဉ်မှုဆိုတဲ့ရုပ်ရှင်စကားကြီးမှာကျွန်တော်ကဆရာငိမ့်ချမ်းဆိုတဲ့ guide အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့ပြုံးဟန်တာကိုလို့ခေါ်ပါတယ်ဒီပန်းမြိုင်လဲကဥယျာဉ်မှုရုပ်ရှင်စကားကြီးမှာတော့ အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့မေသက်ကျော်ဖြစ်ပါတယ်ဒီပန်းမြိုင်လဲကဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးထဲမှာဆိုလို့ရှိရင်အားလုံးပဲမင်္ဂလာပါရှင်လွန်းချေပါလွန်းချေရကြတော့ပန်းမြိုင်လဲကဥယျာဉ်မှုရုပ်ရှင်စကားကြီးထဲမှာဆိုရင်တော့ character ခင်စန်းနေရနေပြအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်ပိုင်ဖြစ်ပါတယ်ကျွန်တော်ဒီပန်းမြိုင်လဲကဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးမှာကျွန်တော်ဒါဆရာကိုလာမင်းနေရနေပြီးတော့ပါဝင်တရုပ်ဆောင်အားလုံးပဲမင်္ဂလာပါရှင်နှစ်မှာနှစ်ရတော့အခုပန်းမြိုင်လဲရဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးထဲမှာလှရည်နေရနေပြီးတော့ပါဝင်ပြီးတရုပ်ဆောင်ထားပါတယ်ရှင်ဆရာလေးကျိုးရမိမလေးချွေချွေလေး ကိုလူအေးရဲ့တငယ်ချင်းရတော့လေ ပရိသတ်များအားလုံးပဲမင်္ဂလာပါမေမြင့်မို့ပါမေကပန်းမြိုင်လဲဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးမှာတင်တင်နွယ်ဆိုတဲ့ character လေး အားလုံးပဲမင်္ဂလာပါရှင်ပန်းမြိုင်လဲမှာဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးမှာဆိုဖြစ်ရတော့ထွေးထွေးဆိုတဲ့မိန်းကလေး ကျွန်တော်ဘဝမှာနှလုံးသားနှစ်ခုရှိခဲ့တယ်ဆိုရင်ပထမနှလုံးသား ကျွန်တော်ကောင်မလေးတယောက်တွေ့ထားပြီဗျသူကလှပါသူကလှတာလေးပို့ပြီးတော့ရင်ပါလေ但求的对眼，用寂寞别关，流水。但求的对眼，用寂寞别关，流水。看到谁在那眼送，那样把刀锋探月美梦，一月解脱。看到谁在那眼送，那样把刀锋探月美梦，一月解脱。 ဇညွန့်ရပေါင်းဆက်တာလေးတွေရှိတယ်ဆိုတာလေသူ့နှစ်သာရကိုတော့မပြတ်ဘူး 看到谁在那眼送，那样把刀锋探月美梦，一月解脱。ကျွန်တော်ဘဝမှာနှလုံးသားနှစ်ခုရှိခဲ့တယ်ဆိုရင်ပထမနှလုံးသား ကျွန်တော်တယောက်တွေ့ထားတယ်တယောက်တွေ့ထားတယ်ချောချောလေးပါချောတယ်ဆိုတာတဲ့သူက